အားလုံးပဲမင်္ဂလာပါ CD Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Sam Lee ရဲ့ဆောင်းပါးတစ်ပုဒ်အကြောင်းကိုဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ဘာကြောင့်Pep Guardiola ရဲ့အသွင်သစ် Manchester City အသင်းမှာ Bernardo Silva ဘာကြောင့်အသင့်တော်ဆုံးအသင်းကောင်းဆောင်ဖြစ်နေတာလဲ။ကျွန်တော်တို့အဲ့ဒီအကြောင်းကိုလေ့လာကြည့်အောင်။အဲ့တော့ Manchester City အသင်းကဒီຫນွေမှာပြောင်းလဲများစွာပြုလုပ်နေပါတယ်။သို့တော့ Bernardo Silva ကိုအသင်းကောင်းဆောင်ဖြစ်ခန့်အပ်လိုက်တယ်ဆိုတဲ့သတင်းနဲ့အတူအသင်းအဓိကကျတဲ့အခြေခံအုတ်မြစ်တွေကခိုင်မြဲနေတယ်ဆိုတာကိုပြသနေတာပါဒီတွင်နဲ့ဥရောပနှစ်ခုလုံးမှာအဓိကစုဖလားတွေနဲ့လွဲချော်ခဲ့တဲ့ကြာရှုံးတဲ့ရာသီအပြီးမှာစီးတီတို့အသင်းတွင်းဝင်တဲ့အပြောင်းအလဲတွေအပါအဝင်ပတ်ဝန်းကျင်အသစ် energy အသစ်ရနက်အသစ်တွေနဲ့သူတစ်လွင်နေတယ်လို့ Club World Cup အချိုကာလမှာပဲကစားသမားအသစ်ခေါ်ယူမှု၄ချိန်ထိပြုလုပ်ခဲ့ပါတယ်အမှန်တော့လည်းအသင်းကောင်းဆောင်ရွေးတဲ့လုံဆောင်မှုပါတော့စီးတီတို့ချင်းကပ်မှုအသစ်နဲ့ဆောင်ရွက်ခဲ့တာပါအသင်းကောင်းဆောင်လက်ပတ်ကိုဘယ်သူဝင်မလဲဆိုတဲ့ကိစ္စကိုအသင်းပေါ်တွေနဲ့ပထမအသင်းသက်ဆိုင်ရာဝန်ထမ်းတွေနဲ့ဝန်ထမ်းတွေရေးချယ်မှုနဲ့လွှတ်ထားတာဒါ၄နှစ်ရှိခဲ့ပါဒီကိစ္စတွေမှာ Guardiola ဝင်ပါလိမ့်မရှိပါဘူးသို့တော့ဒီຫນွေမှာတော့ချင်းကပ်မှုအသစ်တစ်ခုဖြစ်ပေါ်လာပါတယ်ကျန်ခဲ့တဲ့အင်္ဂါနေ့ဖီလာဒဲဖီးယားမှာပြုလုပ်ခဲ့တဲ့ဝစ်တန်နဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပတ်ကကျန်ခဲ့တဲ့ရာသီမှာဖြစ်ခဲ့တဲ့ကိစ္စတွေကျွန်တော်သဘောမကျပါဘူးဆိုတော့လာမယ့်ရာသီအသင်းကောင်းဆောင်ကျွန်တော်ကိုယ်တိုင်ရွေးချယ်ပါမယ်အရင်ဘက်တွေကလေးဟာဘွာကြီးတယောက်ဟာလန်ကိုအသင်းရဲ့ leadership group ထဲမှာထည့်သွင်းထားတာပါသဘောကဟာလန်ကိုကွင်းတင်ပါကိစ္စတွေမှာအသင်းအတွက်ပါဝင်ဆောင်ရွက်နိုင်ဖို့နဲ့သူ့ကိုကူညီဖို့တော့ Rodri နဲ့ Ruben Dias တို့လိုအသင်းကောင်းဆောင်တွေကပံ့ပိုးပေးသွားကြမှာပါအဓိကအသင်းကောင်းဆောင်ကတော့ Bernardo Silva ဖြစ်ပါတယ်2019တုန်းကဘယ်ဂျီယန်ခံစစ်ကစားသမားကုမ္ပဏီCity မှာရှိစဉ်တော့နမိတ်ဖက်ခဲ့တဲ့အတိုင်းပါပဲအဲ့ဒီတုန်းကကုမ္ပဏီကဘာနာရိုက90%လူရှင်တော်ဖြစ်နေပြီ90%ကတော့ခေါင်းဆောင်တယောက်လိုပါအဲ့ဒီပြောင်းချော်ဖြစ်နေတာ25%လောက်ကြာသွားပြီးတော့85%ကခေါင်းဆောင်တယောက်လိုမျိုးပြုမှုလာမယ်ဆိုရင်တော့ဘာနာရိုဆေးပါတယောက် City ရဲ့ captain ဖြစ်လာပါလိမ့်မယ်ဒါဟာတင်းရဲ့ကန်ဝင်ခံစစ်ကစားသမားကုမ္ပဏီရှိတဲ့တော့ပြောခဲ့တဲ့စကားပါ6နှစ်ကြာပြီးနောက်ဒီကလေးကလားဆန်တက်တဲ့ပေါ်တူဂီကွင်းလေကစားသမားအသင်းအဝစ်လဲကန်းရဲ့အချစ်တော်လေးဖြစ်ဟာတာကြီးလေးဖြစ်နေတဲ့ဘာနာလူဆေးပါ32နှစ်ပြည့်ဖို့လာပိုင်းလိုမှာပဲ Manchester City အသင်းရဲ့အသင်းကောင်းဆောင်တယောက်ဖြစ်လာခဲ့ပါပြီတစ်ဖက်မှာလည်းငယ်ဘဝကလပ် Benfica နဲ့ Story Brolly တို့နဲ့ချိတ်ဆက်အသံတွေထွက်နေပေမဲ့လို့ City မှာဆက်ရှိနေရမှာတော့အတီးပြုတ်သွားခဲ့ပါတယ်လာမယ့်ရာသီဟာစာချုပ်ရာ City မှာသူ့ရဲ့နောက်ဆုံးရာသီလည်းဖြစ်ပါတယ်။ Kyle Walker, Kevin De Bruyne တို့ရဲ့နွေရာသီလမ်းကွဲနဲ့အတူတစ်ဖက်မှာလည်း Ederson, Gundogan တို့ကလည်းထွက်ခွာဖို့များနေတာမို့လက်ရှိမှာဘာနာတို့ကအသင်းရဲ့တက်တော်ရှည်ကစားသမားတစ်ယောက်ဖြစ်နေတယ်လို့ City ရဲ့ကွင်းတွင်းကွင်းပြင်ချိန်ဝါကိုဘယ်လိုတိဆောက်ထားသလဲဆိုတာနားလည်ဆုံးလူတစ်ယောက်လည်းဖြစ်ပါတယ်။ဘာနာတို့ဒီတွင်မှာဆုံးရှုံးသွားလိမ့်မယ်လို့ထင်တဲ့ပရိသတ်တွေတော့ရှိကြပါတယ်။လူနည်းစုဆိုပေမဲ့လို့အတန်ကျဲတဲ့ပရိသတ်တွေပါ။သူတို့ရဲ့ယူဆရဆိုရင်သူတစ်နဲ့သွားနေတဲ့ Manchester City ရဲ့ခေတ်တစ်ခုမှာဂန်နိုဂန်နဲ့ဘာနာတို့ဆုံးရှုံးလဲဖြစ်တယ်ဆိုတဲ့သဘောတွေပြောဆိုနေကြတာပါဘာနာတို့ဆက်နေုံနဲ့မဟုတ်ပဲအသင်းရဲ့ captain မှာဖြစ်လာတဲ့အနေအထားမှာအသင်းနဲ့နီးစပ်တဲ့ပရိသတ်တချို့နဲ့ Guardiola တို့အကြားအသင်းကိုဘယ်လိုရှေ့ဆက်ချင်တယ်လဲဆိုတဲ့အမြင်မှာကျွန်တော်တို့ကွဲလွဲမှုတွေရှိလာတာတွေ့ရပါတယ် Guardiola ကဘာနာတို့စီးပါမယုံနိုင်စရာကစားသမားတစ်ယောက်ပါစီဒီမှာ9နှစ်ကြာကစားစေဖြစ်တယ်လို့တန်ရလည်းအမြဲလိုကင်းစင်တယ်အသင်းခက်ခဲနေရှေ့ကိုအမြဲတမ်းထွက်လာတတ်တယ်ကွင်းထဲမှာဆိုလဲစံပြကစားသမားတစ်ယောက်ဖြစ်ပါတယ်အသင်းကောင်းမှုအတွက်ဆိုမန်နေဂျာဖြစ်တဲ့ကျွန်တော်ကိုပဲဖြစ်ဖြစ်အသင်းပေါ်တွေကိုပဲဖြစ်ဖြစ်ဘာနာတို့ကပြောစရာရှိရင်ပုံပွင့်နေပဲပြောပါတယ်တချို့တလေကလွဲလို့ Guardiola ရဲ့ဆုံးဖြတ်ချက်အသင်းတင်မြောက်ပတ်တယ်လို့လက်ခံကြပါတယ်တခြားကစားသမားတွေလိုပါပဲကျန်ခဲ့တဲ့24-25ရာသီအလယ်မှာဘာနာတို့လည်းရုန်းကန်ခဲ့ရပါတယ်။အဲဒီတုန်းက Guardiola ကဆေးပါကိုစိတ်ပိုင်းရုပ်ပိုင်းလစ်ဟာနေတဲ့ကစားသမားလို့မှတ်ချက်ပေးမှုပါတယ်။ Premier League ရဲ့နောက်ဆုံးပိုင်းတွေကိုချင်းနှင်းဝင်ရောက်လာခဲ့တဲ့ကာလမှာတော့ City ကပြန်လည်တည်ငြိမ်စပြုလာပါတယ်။ဒီနေရာမှာ102ချိန်မြောက်အသင်းကိုတည်ငြိမ်စေမှုမှာခရာချခဲ့တာလည်းဘာနာတို့ဆေးပါပဲ။ဒီပြသူ့ကိုတန်ဖိုးအတင်ချနဲ့ဘောလုံးကန်ကစားဖို့တာဝန်ပေးခဲ့တာပါ။ဖြည်းဖြည်းမှန်မှန်ပုံစံမျိုးပေါ့
9 လစတိုက်လောက်အသင်းကချိနဲ့နေချိန်ဆိုတာကစားဟန်မလှပပဲမြတ်ဒီအချိန်မှာတော့စီးတီးကလှုပ်တင်တာကိုလှုပ်ခဲ့တာပါပဲရာသီသိန်းတာနဲ့စီးတီးတို့ကြီးမားတဲ့ပြင်ဆင်မှုတွေလှုပ်တော့မယ်ဆိုတော့လေအားလုံးကကြိုတင်သိရှိနေတဲ့အချက်ပါချာကီအင်နိုရီရိုင်းဒါတို့လိုကစားသမားတွေရောက်လာတယ်လို့စိတ်လှုပ်ရှားတဲ့အသွင်းဝန်ထမ်းအပြောင်းအလဲတွေလည်းဖြစ်ခဲ့ပါတယ်ယာဂန်ကလော့ရဲ့လက်ထောက်နီးပြဖက်လင်ဒါစီးတီးရဲ့နာမည်ကျော်ကစားသမားဟောင်းကိုလိုတိုရီဒါတွေကိုကြည့်ချင်းအပြင်လာမယ့်ရာသီစီးတီးကကြွနေတော့မယ်အနေအထားဖြစ်ပါတယ်လန်ဆန်နေတဲ့ကွင်းလယ်လူတွေနဲ့ဖက်လင်ဒါရဲ့ pressing counter pressing ဒီနှစ်ခုပေါင်းစပ်လိုက်ရင်စီးတီးအနေနဲ့ off the ball အခြေအနေတွေမှာပိုပြီးအားကောင်းတည်ငြိမ်လာမယ်လုံရဲကန်ရဲ့ပိုရှိလာပါလိမ့်မယ်သူတို့ရဲ့ဖန်တီးမှုအားကောင်းတဲ့ဘောလုံးပေးဖို့မှုဆောင်ရွက်နိုင်သူတွေအတွက်ပြိုင်ဘက်နောက်ကျောဘက်ကိုဖျက်ဝင်ပြေးတဲ့ run တွေလည်းပိုလုံလာနိုင်ပါလိမ့်မယ်ပြည်တွင်းနဲ့ဥရောပပွဲတွေပြီးလို့မှ3-4ပတ်အတွင်းမှာပဲအားလုံးကအသစ်ဖြစ်နေပါပြီစိတ်လှုပ်ရှားစရာလည်းတကယ်ကောင်းပါတယ်ဘက်ကပရီးမီးယားလိရဲ့အပိတ်ပွဲပြီးနောက်သူပြောခဲ့တာပါအရေးကြီးဆုံးကတော့ဘလို့ငါတို့ချင်းချင်းကြားအပြန်အလှန်ပေါင်းဆက်ပြီးတော့ခံစားမှုအသစ်တခုတည်ဆောက်မယ်ပြီးတော့နောက်ထပ်ဘလို့ပြိုင်ပွဲတွေဝင်မလဲဆိုတာရင်ငါတို့ကအတင်းကြီးဆိုတော့နားလည်ထားပြီးတော့ပြိုင်ပွဲတိုင်းကိုရှင်းပြိုင်နိုင်မှုပဲလိုပါတယ်လို့ဂွာဒီယိုလာပြောခဲ့တာပါလင်ဒါရဲ့ training season တွေမှာအစွမ်းရည်သစ်တွေယူဆောင်လာလို့ပဲဖြစ်ဖြစ်မိတ်ဆုံစားပွဲမှာချာကီရဲ့ပြင်သစ်ရက်ရွတ်တာကိုနားထောင်ပြီးလို့ပဲဖြစ်ဖြစ်ဒီမှာပျောက်ဆုံးတယ်လို့ထင်နေကြတဲ့ကောင်းမွန်တဲ့ခံစားချက်တွေဟာအသစ်ပြန်လဲရောက်လာဖို့ရပါတယ်တိုက်စစ်အာဒန်ကစားသမား3ယောက်ကိုခေါ်ယူလိုက်နိုင်တာရဲ့တပတ်ဦးမှာ rock and roll football ကစားခဲ့တဲ့လင်ဒါကိုရလိုက်တာရဲ့အကြောင်းပျော်ရွှင်နေတဲ့ City ပရိသတ်တွေဟာအသင်းစီကနေအသစ်တစ်ခုကိုမျှော်လင့်နေကြပါပြီအထူးသဖြင့်ဂွာဒီယိုလာရဲ့ကစားဟန်ကိုညီးငွေ့တယ်လို့ဖြစ်လာနေတဲ့ပရိသတ်တွေအတွက်ပါထထလဲလဲဖြစ်နေတဲ့24-25ရာသီအယူဆကတော့ဂွာဒီယိုလာရဲ့ positional play ကိုပြိုင်ဘက်တွေရဲ့ physical အားပြုပြီး in-tight အားတဲ့ကစားဟန်အဖြေရှာတွေ့သွားလို့ဆိုတဲ့ theory တစ်ခုပါပဲဒီနေရာမှာကစားသမားတွေအပုံကြီးတန်ရာရနေတာက positional ဖြစ်ဖြစ်ဘာကစားဟန်ဖြစ်ဖြစ်ကွင်းထဲမှာအသင်းကိုပြန်လဲတိဆောက်တဲ့အခါမှာအမြဲလိုဒုက္ခရောက်တာပဲဆိုတဲ့အချက်ကိုတော့ဝေဖန်သူတွေကဖယ်ထားကြပါတယ်US ကိုမလာခင်တွေရာဒီအားလရက်တို့လေးအတွင်းမှာ Guardiola creative players တွေကိုဖြည့်ဆည်းပြနေတယ်ဆိုတဲ့ယူဆကလည်းအများလက်ခံထားတဲ့ universal truth တခုလိုမျိုးတော့မှပြောနေဆိုနေကြတာပါ CWC ရဲ့28ယောက်လူစင်းထဲမှာ Jack Grealish မပါလာတာကိုလည်းဒီစပိန်နီးပြကြီးကပဲကစားသမားကိုခြေစွမ်းကျဆင်းအောင်ပြုလုပ်ခဲ့တယ်လို့ဝေဖန်တန်တွေလည်းညံနေပါတယ်ဝီယောမထိတ်တန်းလိ9ခုမှာ Grealish ရဲ့အသင်းပေါ်ဒိုကူလောက်ဘယ်ကစားသမားမှ dribbling မလုပ်နိုင်ခဲ့ဘူးဆိုတာရဲ့ဒါမှမဟုတ်ဆာဗင်ဟိုရဲ့ပထမ Manchester season မှာပဲသူ့ရဲ့ dribbling နဲ့သူ့ကိုလူတွေကတွဲမှတ်မိနေကြတာရဲ့ဖယ်ထားပြီးတော့ဝေဖန်သူတွေက Grealish ဟာ City မှာသူကစားကြည့်တယ်လို့လွတ်လွတ်လပ်လပ်မကစားရလို့ဆိုတဲ့အချက်ကိုကင်ဆွဲပြီးတော့ပြောနေကြတာဖြစ်ပါတယ်ဒီယူဆကဘယ်လောက်တောင်ပြန့်နှံ့သွားသလဲဆိုရင် Netherlands media တခုကတော့ Reinders ရဲ့ပင်ကိုဖန်တီးမှုအရေးအသွေးကို City နီးပြလက်အောက်မှာကန့်သက်ခံရနိုင်မလားဆိုတဲ့မေးခွန်းမျိုးအထိမီလန်ကနေ City ကိုတရားဝင်မပြောင်းခင်သတင်းတောက်တွေက Reinders ကိုမေးခွန်းထုတ်ခဲ့တာကိုကစားသမားကိုယ်တိုင်ကြုံခဲ့ရတာပါတစ်ဖက်မှာလည်းပရိသတ်တွေအတွက်ရင်ခုန်စရာ signing ဖြစ်တဲ့ချာကီတယောက်လည်းဒီတစ်ပတ်ထဲမှာပဲဘောလုံးနဲ့ပတ်သက်လို့မှတ်ချက်ပေးရမှာသူကဘောလုံးလှလှပပမကစားကြတော့ဘူးဗျအမှားနေဘူးနဲ့ဆွန်စားမှုသိမလုပ်ဖို့လောက်ပဲဆော့ကြတော့တာပါဒီထုတ်ပေါ်ပြောဆိုမှုအများစုကမင်းရဲ့ manager ဘယ်သူလဲရောမင်းသိရလားကိုလူဆိုပြီးပြန်လေထောက်ပြပြောဆိုကြတယ်ပါတယ်ဒီ online ကဘာကြီးထဲမှာမှတ်ချက်ပြုနေတဲ့သူတွေကဒီ manager ရဲ့လက်အောက်မှာပဲ Kevin De Bruyne တယောက် Premier League ရဲ့ရင်သက်ရှူမောပွဲအကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်လာခဲ့တာကိုလည်းမေ့သွားကြပုံရပါတယ်အဲ့ဒီ interview မှာပဲ22နှစ်သားပြင်သစ်ကစားသမားကဂွာဒီယိုလာရဲ့ညွှန်ကြားမှုတစ်ခုကိုဖွင့်ရလိုက်ပါတယ်ဘက်ကမင်းငါအသင်းမှာဘောလုံးချီတဲ့ရောက်လာနဲ့လွတ်လွတ်လပ်ကစားလို့ရတယ်ဒါကိုကြည့်ချင်းအပြင်ပြည်တွင်းရာသီသိန်းကန်ဒီမှာကစားခဲ့တဲ့ City ရဲ့ safety first ကစားဟန်ကြာရှုံးရာသီအတွက်ရေတိုကူသားမှုတစ်ခုပဲဆိုတာမြင်သာစေပါတယ်လာမယ့် City ရဲ့ခေတ်တဲ့ဟာတုံးတိုက်ကြားကကိုက်ဆိုတဲ့ direct attacking တိုက်စစ်အလွန်အသားပေးတဲ့ City ပရိသတ်တွေရဲ့အကြိုက်2018ကစားဟန်တော့ဖြစ်လာမှာမဟုတ်ပါဘူးဒီနေ့ခေတ်တန်ဘက်တွေကလည်း City ဝက်လောက်ထိနေရာလွတ်ကိုပေးမကစားတော့တာ
အဲ့ဒီလွင့်ပြီးတော့လွတ်လပ်နေတဲ့ Guardiola ခေတ်ကစားဟန်နဲ့24-25 safety first ဒီကစားဟန်နှစ်ခုရဲ့အကြားမှာ sweet spot ကောင်းတဲ့အချက်လေးရှိနေပါတယ်ဖန်တီးမှုအားကောင်းကောင်းနဲ့ခံစစ်ကိုစစ်ဆက်ကစားကတည်ငြိမ်မှုကိုဖော်ဆောင်ဖို့ပါတူတုတ်ပြောရရင်မနှစ်ကမတိုင်ခင်ဒီနှစ်ပေါင်းများစွာ CD လုပ်ပြခဲ့တဲ့အရာတွေကပဲ CD ကိုမခံမရက်နိုင်ဖြစ်ပြီးကြံရစ်နေစေတာပါဒီနေရာမှာဘာနာဒိုဆေးဘာရဲ့ကဏ္ဍကဝင်ရောက်လာပါတယ်ဆေးဘာအသင်းကောင်းဆောင်ဖြစ်လာတော့သဘောမကျသူတွေအတွက်ပူဆွေးစရာကဆေးဘာအသင်းရဲ့ slow football style ကိုဆက်ထိန်းသိမ်းထားပြီးတော့စိတ်လှုပ်ရှားတဲ့ကစားသမားတစ်တွေကိုလည်းကစားချိန်ရှော့ချသွားဖို့ရှိနေတာပါဒီလိုပဲလင်တာနဲ့ချာကီကောင်းချင်းဆိုင်ပြီးအသွင်သစ်တစ်ခုကိုဖန်တီးနိုင်ဖို့အတွက်လက်အထက်အနေနဲ့ Guardiola ရဲ့ tempo အတင်ချနဲ့ position game ကိုလည်းဆွန့်လွတ်ရဖို့ရှိနေပါတယ်။ Guardiola ရဲ့ယုံကြည်မှုနဲ့အယူအဆတွေဒါတွေကိုကွင်းထဲမှာဘလို့အကောင့်ထဲပေါ်ရမလဲနားလေတဲ့ကစားသမားတွေနဲ့ဘောလုံးကဘာကို City လွှမ်းမိုးထားခဲ့တဲ့နှစ်တွေပြန်ကြည့်လိုက်ရင်လီယာမတ်တရာ drama ဆန်လွန်းခဲ့တဲ့လီနောက်ဆုံးနှစ်ပွဲနဲ့ထိုက်တဲ့နှစ်ချိန်ရခဲ့တယ်ပရီးမီးယားလိရဲ့အကောင်းဆုံးအသင်းတွေထဲကနှစ်သင်းမှာတစ်ချိန်ကဟာလန်ပါတယ်နောက်တစ်ချိန်ကအထောင်တိုက်စစ်မှုမပါခဲ့ပါဘူးအခုလက်ရှိလူစည်းရင်းထဲမှာဂွာဒီယိုလာပါလိုချင်လဲဆိုတာနားလေသူကဘာနာဒိုဆေးဘာကလွယ်လို့ဘယ်သူမှမရှိပါဘူးနိုနစ်နေတဲ့မန်စီးတီးကိုကူညီဖို့သူကိုယ်တိုင်ရုန်းကန်ခဲ့ရတဲ့ဆောင်းရာသီတွေကိုဘာနာဒိုတယောက်ထားရခဲ့ပါပြီအသွင်သစ်စွမ်းရည်အသစ်နဲ့မန်ချက်စတာစီးတီးအသစ်နဲ့ရှေ့ဆက်ဖို့ဘာနာဒိုဟာနေရာမှန်မှာအသင်းကောင်းဆောင်ဖြစ်ခန့်အပ်ထားခံရပါတယ်2019-18တုန်းကလို့ energy မျိုးနဲ့ပြိုင်ဘက်တွေကိုဘယ်တော့မှထပ်မချေမုန်းနိုင်တာမျိုးလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။သူကင်တွယ်နေတာမဟုတ်တဲ့ပြိုင်ဘက်တွေရဲ့တံပြန်ကစားဟန်ကြောင့် Guardiola အပေါ်ဝေဖန်နေတဲ့သူတွေကိုလည်း Guardiola အနိုင်မယူနိုင်တော့တာမျိုးလည်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။အကယ်၍ Manchester City တို့အရင်လိုကြီးမြတ်တဲ့အောင်မြင်မှုတွေစီသူတို့ပြန်လှမ်းနိုင်ခဲ့ရင်ဒါသူတို့ရဲ့ပြန်လည်တည်ထင်စမ်းသစ်နိုင်စွမ်းကြောင့်ပဲဖြစ်ပါလိမ့်မယ်။အဲ့ဒီပြန်လည်စမ်းသစ်မှုရဲ့နှလုံးသားပေါ်ချက်မှာဘာနာဒိုဆေးပါရှိနေမှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဘာနာဒိုဆေးဘာဘာကြောင့် Manchester City Captain ဖြစ်နေသင့်တော်လဲ9နှစ်ကြာကစားခဲ့ပြီးတဲ့နောက်မှာဒါလေးကိုကျွန်တော်ကပြန်လည်ဝေမျှတာဖြစ်ပါတယ်။ဒီနေရာမှာဒီဆောင်းပါးနဲ့ပဲဘာနာဒိုဆေးဘာရဲ့သစ္စာရှိမှု Man City ပေါ်သစ္စာရှိမှုပြန်လဲဂုဏ်ပြုခွင့်ရတာကိုလည်းဝမ်းသာပါတယ်။နှစ်ဒီဆိုရင်ဘာနာဒိုဆေးဘာလည်းအသင်းကနေထွက်ခွာတော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ legendary farewell လေးကိုလည်းသူ့အတွက်ညှော်လင့်ထားပါတယ်အဲ့တော့အားလုံးဒီအထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်page ကို like and follow မလုပ်ထားရသေးရင်လုပ်ထားနိုင်ပါတယ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးအဆင်ပြေကြပါစေ